ထိုင်းနိုင်ငံအတွင်းနိုင်ငံသားလုပ်သားတွေကိုလုပ်ခွင့်မပြုထားတဲ့လုပ်ငန်းတွေမှာနိုင်ငံသားတွေလုပ်ကိုင်မှုရှိမရှိကိုတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ဆေးသွားမယ်လို့အလုပ်အကိုင်ရှာဖွေရေးဌာန DOE ညွှန်ကြားရေးမှူးချုပ် Mr. Pichat Thongpan ကအသိပေးပြောကြားလိုက်ပါတယ်။နိုင်ငံသားလုပ်သားတွေဟာကားငှားရမ်းတဲ့လုပ်ငန်းဈေးဆိုင်တွေခီးသွွားလမ်းညွှန်လုပ်ငန်းနဲ့အဓိကခီးသွွားဒေသနဲ့စီးပွားရေးဇုံတွေမှာရှိတဲ့လုပ်ငန်းတွေစံတဆိုင်တွေအပါအဝင်နေရာအမျိုးမျိုးမှာထိုင်းနိုင်ငံသားတွေနဲ့တရားမဝင်ရှင်ပြိုင်လုပ်ကိုင်တာကြောင့်ဒေသခံစီးပွားရေးလုပ်ငန်းတွေထိခိုက်စေတယ်လို့သတင်းထွက်ပေါ်တဲ့အပေါ်အခုလိုစစ်ဆေးဖို့ထုတ်ဖော်ပြောတာဖြစ်ကြောင်းသိရပါတယ်။အလုပ်သမားဝန်ကြီးဌာနအနေနဲ့သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီးဘန်ကောက်၊ဖူးခက်၊ချင်းမိုင်၊ကော့စမွေ၊ပတ်တရာအပါအဝင်နိုင်ငံတော်ဝန်လုံးမှာရှိတဲ့လုပ်ငန်းခွင်တွေကိုတင်းကျပ်စွာစစ်ဆေးသွားမယ်လို့သိရပါတယ်။အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲဒါမှမဟုတ်ရင်လုံပိုင်ခွင့်ကိုကျော်လွန်လုပ်ကိုင်ရင်ဒဏ်ငွေဘတ်9000ကနေ9000နဲ့ဇာတိနိုင်ငံကိုပြန်ပို့ခံရမှာဖြစ်ပြီးနှစ်နှစ်ကြာအလုပ်လုပ်ကိုင်ခွင့်ပါမစ်လျှောက်ထားခွင့်ပိတ်ပင်ခံရမှာဖြစ်တယ်လို့အသိပေးထားပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့လည်းပါမစ်မရှိသူတွေကိုငှားရမ်းရင်ဒါမှမဟုတ်လုပ်ပိုင်ခွင့်ကျော်လွန်ခွင့်ပြုရင်ငှားရမ်းထားတဲ့နိုင်ငံသားလုပ်သားတို့ကိုဘတ်1000ကနေ3000အထိဒဏ်ငွေချမှတ်ခံရမှာဖြစ်တယ်လို့ထပ်မံကျူးလွန်ရင်ထောင်ဒဏ်1နှစ်အထိဒါမှမဟုတ်ဘတ်9000ကနေ2000အထိဒဏ်ငွေချမှတ်ခံရပြီး3နှစ်အကြာနိုင်ငံသားအလုပ်သမားငှားရမ်းခွင့်ပိတ်ပင်ခံရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့နိုင်ငံသားလုပ်သားတွေကိုတွေ့ရှိရင်ပြည်내တိုင်းမှာရှိတဲ့ဘဲပြည်내အလုပ်အကင်ရုံးကိုမဆိုတိုင်ကြားနိုင်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကအသိပေးပြောကြားထားပါတယ်။ကျမကတော့စိတ်ပါ